လာမင်္ဂလာပါဒီနေ့ကတော့ငပိ6ကြော်လေးကြော်မှာဖြစ်ပါတယ်တက်တော့အဖြူနေလေးစီတက်ပါမယ်တက်တော့အမြင်စီကြကြော်ပါတော့နော်စနေမောင်လေးနည်းနည်းထည့်ပါမယ်တက်တော့စီကြလေးဒီအနေလောက်ရပြီဆိုရင်တက်တော့အဖြူလေးထည့်ချမှာဖြစ်ပါတယ်တက်တော့နေလေးဒီအနေလောက်ရမှာအဖြူထည့်ပါမယ်စီကြလေးဖြစ်အောင်ကြော်ပါမယ်တက်တော့အဖြူလေးစီကြလေးရခံနေပါပြီသူ့ရဲလာပြီဆိုလို့ရှိရင်စကားလေးနဲ့စီစစ်ထားမှာဖြစ်ပါတယ်စီချက်ကတရထားပါမယ်တက်တူလေးစီချက်လေးဒီနေ့လေးဆိုကြားပါပြီပစံကြောက်လေးတက်တက်ကြော်ပါမယ်ဝင်ကြောက်လေးထွက်ချပါမယ်ဝင်ကြောက်လေးပြည့်နေအောင်ကြော်ပါမယ်ဝင်ကြောက်လေးဒီနေ့လေးဆိုရပါပြီကြွရချပါပြီးအချကြော်လေးစကြော်ပါမယ်စီလေးနဲ့ထည့်ပါမယ်ပြီးထည့်ပါမယ်ပြီးရတော့ဒီအစိမ့်လိုက်ရဖုတ်ပြီးတော့ရှိတော့ဖုတ်ပြီးသားလေးထည့်ပါတယ်ထည့်ပြီးတော့မှုတ်ပါမယ်ပြီးလေးရလာပြီဆိုရင်ရနမလေးထည့်ချပါမယ်ရနမလေးထည့်ပါမယ်ဒီအေးလေးနဲ့ပို့ကောင်းပါမယ်လေးထည့်ပြီးပြီဆိုရင်ပြားလေးနဲ့ထည့်ချပါမယ်ကြားလေးထည့်လို့ရအောင်နော်ချင်းလေးထည့်အောင်ပြားလေးနည်းနည်းထည့်ပါတယ်ပြားလေးထည့်ပြီးတော့ရှိရင်ချမုန်းလေးနည်းနည်းထည့်ပါမယ်ဒီဆိုရင်အကြီးလေးထည့်ချပါမယ်ဆက်ကြတော့ငပိအမျိုးမျိုးကြော်ထားပါတယ်ဟိုအချောက်လေးကြော်လို့ရတယ်အဆူလေးကြော်လို့ရတယ်နော်ဒီမှာတော့ငပိအချောက်ကြော်လေးပါအချင်းအလိုတူထပ်ထည့်လို့ရပါတယ်ငပိထည့်ထားတဲ့အတွက်ဒီစားမထည့်ပါဘူးဒီအဲ့တော့ထည့်လို့ရပါတယ်ရှင်ဒီထဲမှာထည့်ထားတဲ့ဟာလေးကိုကြီးလေးနဲ့ပြားရဲ့အချုံမုတ်လေးငပိလေးရဲ့ရနမုတ်လေးရဲ့ထည့်ထားတဲ့ဟာကိုနည်းနည်းချအောင်ဖွေပါမယ်ဒီလေးနည်းနည်းခန့်အောင်ထားပါမယ်ငပိလေးကဒီလိုမျိုးလေးဒီလိုအနေလေးပြစ်လာပြီဆိုပြီးရှင်ခုနထားတဲ့ပစုံကြောက်ကြော်ထားတဲ့ဟာလေးကိုထည့်ချမှာဖြစ်ပါတယ်ပစုံကြောက်လေးတက်တက်ကြော်ထားတာပါသူကပို့ပြီးတော့စားလို့ကောင်းတယ်နည်းနည်းကြာတာတခုစီချက်လေးတွေအကုန်ထည့်ချမှာဖြစ်ပါတယ်။ငါကြော်တာစီချက်လေးတွေဝေးပါမယ်။သူကအချင်တက်လေးတော့ပါတော့ဗောနော်။သမင်းစားတဲ့အခါလေးလေးလေးဖြစ်နေပါတော့။ငပိအဆူကြော်လေးတစ်ခွက်ရပါပြီ။စားလို့ကောင်းတဲ့ငပိအဆူကြော်လေးတစ်ခွက်ပါ။စားလို့ကောင်းတဲ့ငပိအဆူကြော်လေးတစ်ခွက်ရပါပြီ။ကျေးဇူးအပေးအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်။